ဒီမိန်းကလေးဟာကံမကောင်းစွာနဲ့ပဲဒူမအတုံးပြတဲ့ပိန်စေးဟာနာရီကန့်တက်နေဖြစ်လို့မင်္ဂလာဆောင်တဲ့နေ့မှာပဲခန္ဓာကိုယ်ဟာငကိုမူလာကိုပြေရောက်ဖို့စတင်ပြောင်းလဲလာခဲ့တယ်။ဒူမဟာပေါင်200လောက်ရှိတဲ့ခန္ဓာကိုယ်ကိုပိန်စေးတွေတောက်ပြီးပေအောင်လုပ်ကစီးကိုလီညာလက်ထပ်ခဲ့ပါတယ်။ပွဲလာတဲ့ဧည့်သည်တွေဒူမကိုတန်အောင်တော့ချိနေစင်မှာပဲဧည့်သည်တွေထဲမှာဒူမကိုပိန်စေးပေးခဲ့တဲ့ဒူမရဲ့တငယ်ချင်းဆရာဝန်ကပါရှိနေခဲ့တဲ့ထိုလူကဒူမအကြောင်းအသိဆုံးသူပေါ့ထိုလူဟာရေးဟန်ခန္ဓာကိုမူလအတိုင်းပြန်ဖြစ်မှာကိုစောင့်ကြည့်နေခဲ့တဲ့သူတို့သားစီကိုလူတဲ့ကောင်မှရှက်ရစီလို့ဒူမကိုဒေါသတကြီးချိန်ဝါလိုက်တယ်သူ့ကိုမယူချင်လို့အဆက်ခွဲတဲ့ချင်းပြီးဒူမကိုအတင်းမေးပါတော့တယ်ဒူမလည်းဒေါသထွက်နေတဲ့စီကိုဘာပြောလို့ပြောရမှန်းမသိဖြစ်နေစင်မှာပဲဒူမမှာကိုဝင်ရှိနေတယ်လို့ပါဇက်ကထွက်မိတော့အကုန်လုံးမျက်လုံးအတိုင်းသားဖြစ်ကြရတယ်ဒီချိန်မှာဆရာဝန်ကဒူမထပ်ပြီးလိန်ညာပြန်ပြီးဆိုတဲ့အချိန်နဲ့ကြည့်နေခဲ့တယ်ဆရာဝန်ကဒူမစီယိုကိုဟန်ဆောင်လိန်ညာနေရတယ်ကိုပြုံးပြုံထိလက်ပိုက်ကြည့်နေခဲ့တယ်စီယိုကဒူမကိုဝင်ရှိနေတာကိုမသိပဲနားလဲမူတဲမဆိုလုံးလိုက်မိတဲ့အပြုတ်မှုတွေပြန်ပြီးတော့တောင်းပန်လိုက်ပါတယ်ရုတ်တရက်ဒူမအိတ်ကြီးကမတော်တော့ပဲပွင့်ထွက်လာတဲ့အတန်ကိုကြားလိုက်ရတယ်ဒူမအိမ်နာစီအပြေးဝင်လိုက်တော့ခန္ဓာကိုယ်ကတဖြည်းဖြည်းပြောင်းပြီးငကိုမူလဖက်ဒီကြီးဖြစ်သွားတယ်